ရှားလေကိုယ်တိုင်ပဲသိတယ်ကိုဘလိုတွေရှာနေရတယ်ဘလိုကိုဘလိုတွေရုန်းကန်နေရတယ်ကိုဘလိုတွေကြော်လွားနေရတယ်ကိုမိသားစုတွေစင်ပြပြနေနိုင်မို့ဘဒူတွေဘလိုရှုံးကန်နေရလဲဆိုတော့ကိုယ်တိုင်ပဲသိတယ်ဒါကနော် Telegram မှာ group ဖွဲ့ပြီးတော့ဟိုဗာလဲ group ကိုမဝင်ပြီးတော့ပတ်စံရှာနေရဖွဲ့လည်းမဟုတ်ကိုဟာကိုရဲ့လောအားကလေးနဲ့ကိုရဲ့အခုကတတဲကဒီ page တစ်ခုကိုကြော်ညာပေးရင်ကြော်ညာပေးနိုင်မယ်ပြီးရင်ကိုရီးယား page တစ်ခုကိုကြော်ညာပေးရင်ကြော်ညာပေးလိုက်အဲ့ဒီရဲ့ပစ္စည်းတစ်ခုကြော်ညာပေးရင်ကြော်ညာပေးလိုက်ခုတတဲကိုတက်တော့ဆော့တယ်တက်တော့ကစပန်အကောက်ဖြစ်တဲ့အတွက်ဆက်ဝင်လဲဝင်လိုက်နော်အဲ့ကပတ်စံနေဝင်လဲဝင်နေမယ်ခုတက်တော့ဆော့တယ် view ကတိုးတယ်အဲ့ viewer တွေကပတ်စံရတယ်ရနိုင်မယ်ကြီးရှုပ်သူများလေပတ်စံရလေဆိုတာဖြစ်လိုက်မတူဘူးတဲ့ပတ်စံရှာနေတဲ့အချိန်တွေဘယ်သူမှမမြင်ဘူးပတ်စံတုံးနေတဲ့အချိန်ပဲလူတိုင်းမြင်တာသိလားပတ်စံဆိုတာလေတုံးနေတယ်ဆိုတာလေသိလားကိုရှာနိုင်တဲ့ကိုနောက်ကနေပြီးတော့ကိုဘလူတွေရှာနေရလဲဆိုတော့ဘယ်သူမှမမြင်ဘူးကိုတုံးနေရပဲလူရင်းမြင်နေဟာဒီကောင်မှလည်းပတ်စံဒီလောက်တုံးနေရဲ့သူ့နောက်မှာဘာရှိတယ်ဘာမှမရှိဘူးနော်ဒါကကိုရီအတွက်ပဲပြောတာနော်ဘူးတော့မှမပြောသူတို့တော့မှရှိရင်လည်းရှိလိမ့်မယ်သူတို့နောက်ခံမှာရှိရင်လည်းရှိလိမ့်မယ်နောက်ခံဘယ်တော့ပကရောင်းကြီးကောင်းရင်လည်းကောင်းနေလည်းပဲဒါပေမဲ့ကိုတော့မကောင်းကိုရီကမိသားစုတွေရှိတယ်ကိုရီမှာဘလို့ရုံးဆန်နော်သိလားငါဘဝမှာလေစပွန်ဆာဆိုတာလည်းမရှိဘူးနော်ငါ့ကိုပေးကန်းဆွကျွဲနေတဲ့အကောင့်ဆိုတာလည်းမရှိဘူးငါကိုယ်တိုင်ငါကိုယ်တိုင်ငါထူပြီးတော့ငါနေလာခဲ့တဲ့ကောင်မမို့လို့ငါဘ ᱹ အာကူမှမကိုငါကိုယ်တိုင်ငါရှာတယ်ငါကိုယ်တိုင်ငါသုံးတယ်ငါရှာနိုင်လို့ငါသုံးတယ်ငါရှာနိုင်တဲ့တိုင်းတာထိငါသုံးတယ်ငါဖြုံးနိုင်တဲ့အတိုင်းတာထိငါဖြုံးငါဘ ᱹ မှအာမကူသိလားဘာလို့လဲဆိုတော့ငါနောက်ခံမှာလည်းဘယ်သူမှမရှိဘူးငါပြိုရင်ပြိုကြမှာပဲငါတောင့်ရင်ဖြစ်နေလဲတောင့်ရင်တိုင်းပဲသွားလိမ့်မယ်သိလားငါဘ ᱹ မှအာမကူအခုချိန်ထိငါဘ ᱹ မှအာမကူထားငါဘ ᱹ မှလည်းမှီမခိုထားငါနောက်မှာပဲဘယ်စပွန်ဆာမှမရှိဘူးနော်နင်တို့ကြိုက်တဲ့လမ်းမှာငါတို့ like ပြီးတော့စုံစမ်းလို့ရငါဘယ်ကောက်မှာငါအောင်ကိုပြီးတော့မနေငါဘ ᱹ ရှာမလဲပေးပါအောင်10သိန်းပေးပါအောင်20ငါဘ ᱹ ရှာမလို့တော့ငါဘဝကိုငါရက်တည်တယ်ငါကိုငါစူးစမ်းငါထားတယ်ငါသွားတဲ့လမ်းစဉ်တွေကငါဖြောင်လေးပဲငါသွားတာငါလမ်းငါတက်တဲ့ဒီပဲငါသွားဘ ᱹ အားကိုမှငါမရှိရှင်းတယ်နော်နင်တို့ဘဝမှာနင်တို့ရဲ့အတွေးထဲမှာတော့တစ်ခုပဲရှိလဲပဲငါတို့ဒီလိုမိန်းမမျိုးတွေကစပွန်ဆာတွေတွားလိုက်မယ်နောက်ကနေပြီးတော့ဟိုပေးကန်းစွန့်ကြဲအကောင်ရှင်ငါတို့မရှိဘူးရှင်းလားငါတို့ကိုငါတို့ရက်တည်ပြီးနေတာအဲ့ဒါကြောင့်ငါတို့ဘဝကိုငါတို့အေးဆေးပဲဘယ်ချင်းချင်းငါတို့ဘဝကိုငါတို့လိပ်ပြငါတို့လုံတယ်ရှင်းတယ်နော်နင်တို့အတွေးထဲမှာတစ်ခုပဲရှိရငါတို့ကသွားနိုင်တာနဲ့စနိုင်ပတ်စံရေးကြည့်ရမဟုတ်ဒီကငါတို့ကလေမိသားစုကိုငါဘယ်လိုထားမလဲငါတို့တော့ငါတို့ဘယ်လိုဖြတ်တယ်ငါတို့အဲ့ဒါပဲတွေးတယ်ဘယ်ချင်းချင်းငါတို့အဲ့ဒါပဲတွေးတယ်ရှင်းရှင်းလေးပဲနော်အတွေးထဲမှာတော့တစ်ခုပဲရှိလိမ့်မယ်ဒါပေမဲ့ငါတို့အဲ့လိုမဟုတ်နော်ငါတို့မှာစပွန်ဆာကြီးတွေရှိနေပြီးနောက်ခံတက်ဘာဖြစ်ပြန်လဲငါတို့နောက်ခံရှိရင်လည်းရှိလိမ့်နောက်ခံကြီးကဟို background ကြီးကကောင်းနေလို့ဆိုပြီးတော့ရှင်တော့ငါဒီဘင်ကိုလိုက်ကိုလွှင့်မနေတော့ဆောင်းအာညောင်းနေသိလားအာညောင်းနေနော်ဘယ်မှလည်းဟိုမဖြစ်ဘူးဘယ်မှလည်းဟိုမဖြစ်ရဘူးနော်ရှင်းတယ်နော်အာရင်လည်းညောင်းတယ်ပါဆက်တွေလည်းအန်တူနော်အဲ့တော့ငါတို့စပွန်ဆာကြီးတွေရှိနေပြီတိန်းတစ်လောက်တိန်းရာချီပြီးထောက်ပံ့နိုင်မဲ့ကောင်ရှိပြီဆိုတော့ငါဒီဘင်ကိုလိုက်ကိုလွှင့်မနေဘူးရှင်းတယ်နော်ငါစပွန်ဆာမရှိတဲ့ရတော့ငါဒီဘင်ကိုလိုက်ကိုလွှင့်ရှင်းပြီနော်နားလေ
ဘင်္ဂိုကနေတစ်လားဘယ်လောက်ရဘင်္ဂိုကနေတစ်လားဘယ်လောက်ရလဲဆိုတော့ဒါတဲတဲရှာတဲ့ပုံမျိုးတည်ပါတယ်တဲတဲတော့အခုဘင်္ဂိုမှာရှာလို့ပေါ့ကိုကဒီလတော့တဲတဲက4သိန်းကျော်ပဲရတယ်